ဆိုကြအောင်နော်ဆုံးသတ်သွားတော့နောက်ချစ်နေဒီတော့ကျိုးတကယ်ဖြစ်ဖို့သူစကားတဲ့လို့ကြားဝေးအနာနာပါမင်းရှိနေတယ်စီစားလို့အယူတယောက်ကြည့်ပြောပါစေဆက်ဆိုပါဦးပါဒါမှကြည့်စရာတခါတည်းငါမင်းတို့တွေ့ပြီးတယ်အချိန်ကြာမင်းတို့ပါလိုက်ရလိုက်နေတိုင်းအလွယ်ရဲ့တရားရဲ့ကျဲတဲ့အတူတူရှောင်းတဲ့လမ်းမောင်းလေးရဲ့တကားပြေရောက်တိုင်းရဲ့အကြောင်းရင်းနေတဲ့ဟာလာဒီရနေပါဘာမှမရှိတဲ့ဒါရီအခုလေဒီတော့များတဲ့တွေတို့ပဲအတူတူရှောင်းတဲ့လမ်းမောင်းလေးရဲ့တကားပြေရောက်တိုင်းရဲ့အကြောင်းရင်းနေတဲ့ရနေပါဘာမှမရှိတဲ့ဒါရီအခုလေအချိန်ကြီးတွေကဖက်ပြီးပြီး